ဂျာမန်အရာရှိတယောက်ကပန်းသီးတစ်လုံးကိုကိုက်စားနေချိန်မှာလူတယောက်ကသွားပြေးထွာမသွားပဲအေးအေးဆေးဆေးလက်ထဲကဂရနိတ်ကိုထုတ်လိုက်ပါတယ်။သူလည်းပန်းသီးကိုကိုက်စားလိုက်တာကြောင့်အားလုံးအံ့အားသင့်သွားပါတယ်။အရာရှိကဒီလူကသူတို့ကိုလှောင်ပြောင်နေလို့ထင်ကြီးလက်ဖြင့်ထိုးလိုက်ပါတယ်။လူကနားတယ်လို့မြင်ရပေမဲ့နောက်တစ်စက္ကန့်မှာသူ့ပါးစပ်ထဲကနေတန်ဖြင့်လှပ်ထားတဲ့ Iron Cross တစိတ်ကိုထုတ်ထူလိုက်ပါတယ်။ဒါကဂျာမနီရဲ့အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်ပါတယ်။ အရာရှိကဘဲကရလာတာလဲလို့မေးပြီးမြင်သူမပြောပါဘူးအစားသူကလှဲ့ကွက်တစ်ခုပြသလိုက်ပါတယ်လက်ထဲက pocket watch တစ်လုံးကိုထုတ်လိုက်ရာအရာရှိကဒါဟာသူ့နိုင်ထစ်တာတီးသွားပါတယ်ယူဖို့လက်လှမ်းလိုက်ချိန်မှာလူကရေတွင်းထဲကိုခုန်ဆင်းသွားပါတယ်သူ့ကိုဆွဲထုတ်လိုက်တဲ့အခါလူကလက်တစ်ဖက်ကိုစန်တန်းလိုက်ပါတယ်အရာရှိကလက်ကိုစုပ်လိုက်ချိန်မှာနာယီကသူ့အိတ်ထဲပြန်ရောက်သွားပါတယ်အဲ့ဒီနောက်လူကဟာတာအကြတဲ့လုပ်ရင်စစ်သားတွေကိုရဲစေပါတယ်ဒါပေမဲ့သူတို့မသိတာကဆိုဗီယက်စနိုက်ပါတရုတ်ကသူတို့ကိုလက်နက်နဲ့ချိန်ထားနေခြင်းပါဆိုဗီယက်စစ်သားတွေကနေရာကိုဝိုင်းထားပြီးအဖမ်းခံထားတဲ့မိန်းကလေးနှစ်ယောက်ကိုကယ်တင်ဖို့စီစဉ်နေကြပါတယ်လူကစစ်သားတွေအာယုံလွဲသွားအောင်တမန်တကာ acrobatics လုပ်ပြနေပါတယ်ဘောလုံးတွေကိုလှည့်ပစ်ကစားရင်အိမ်တလုံးလေးကိုပြေးဝင်သွားပါတယ်အရာရှိကသူ့ကိုဆွဲထုတ်ဖို့အမိန့်ပေးပေမဲ့လူကတခါတည်းဘာရဲလုံးတစ်လုံးဝစ်ပြီးပြန်ထွက်လာပါတယ်သူ့ရဲ့ယူထွက်တယ်လို့ပုံစံကြောင့်စစ်သားတွေထပ်မံရဲကြပါတယ်သူတို့ဝိုင်းထားချိန်မှာလူကမမြင်ရတော့ပါဘူးအားလုံးလိုက်ရှာနေချိန်နောက်တစ်ဆက်ကမှအိမ်ခါမိုးပေါ်မှာပြန်ပေါ်လာပါတယ်လေကားတစ်လုံးထုတ်ပြီးအခက်အခဲရှိတဲ့လှဲ့ကွက်တွေဆက်လုပ်ပြနေပါတယ်စစ်သားတွေအာယုံပြတ်သွားချိန်မှာအရာရှိကတခုခုမမှန်ဘူးလို့ခံစားမိပါတယ်အဖမ်းခံထားတဲ့မိန်းကလေးတွေကိုချင်းချောက်ပြီးလူကိုအောက်ဆင်းလာဖို့ပြောပါတယ်ရွေးချယ်စရာမရှိတော့တဲ့လူကအောက်ကိုခုန်ချလိုက်ပါတယ်ဂျာမန်တွေထိတ်လန့်သွားကြပါတယ်အရာရှိကတေးပြီလို့ထင်ပြီးစစ်ဆေးသွားချိန်မှာမိန်းကလေးနှစ်ယောက်မရှိတော့တာသတိပြုမိပါတယ်အဲ့ဒီအချိန်မှာဆိုဗီယက်စစ်သားတွေပြစ်ခတ်လိုက်ပါတယ်ဂျာမန်စစ်သားတွေအားလုံးလဲကျသွားပြီးလူငယ်စစ်သားတစ်ယောက်ပဲခြံခဲ့ပါတယ်ထိုအခါလူကထပ်မံထလာပါတယ်သူဟာအေးစစ်စစ်ထပြီးလူငယ်စစ်သားကိုကြည့်လိုက်ပါတယ်ထို့နောက်လက်ကိုမြစ်ဘက်သို့ညွှန်ပြီးလက်နက်ကိုဆွဲနေလိုက်ပါတယ်